ဟိုဗဘယ်နေ့စီးုံချက်ပြမယ်အခုလောလောဆယ်ကျွန်တော်ပြန်လာတာဆေးရောပြန်လာတာဒီနေ့လားဒီနေ့ပြန်လာဒီနေ့ဘုံတော်ဘူးနေချိန်တာပဲနော်ဟုတ်တယ်လေပြီးခဲ့တဲ့ဘက်ကကိုကြီးညီလာတော့ဟုတ်တယ်အခုသွားပြီးအခုတန်ချောင်းဖြုတ်လိုက်ပြီဟုတ်ဒီတန်ချောင်းနေဖြုတ်လိုက်ပြီဖြုတ်လိုက်ပြီလားဟုတ်ကဲ့တန်ချောင်းနေပြည်ဒေတာအတွက်နေပြီကျွန်တော်မနေနိုင်တော့ဟုတ်အဲ့တော့3လကျော်ပြီဆိုတော့သူတို့ကစာအုပ်စာတမ်းတော့ကြည့်ကြပြီးတော့ဖြုတ်လိုက်ပြီဖြုတ်ပြီးတော့ဒါဟိုသူတို့ system တိုင်းသိကောင်းတယ်မထည့်တော့ဘူးထည့်တော့ဟုတ်ပြီတောက်ဆေးနောက်တစ်လနေပြန်လာဒါပြန်ကြည့်ပေးမယ်ဆေးထည့်ပေးမယ်တောက်ဆေးပေးမယ်ဟုတ်ညီလေးကကြတော့သူတို့ကိုမေးကြည့်တော့ဟိုလမ်းတော့ရှောက်လို့ရမယ်ဒါပေမဲ့6ကွေးဆန်လုပ်လို့မရတော့မရတော့6ကွေးဆန်လုပ်လို့မရ6တိုးသွားမယ်ဟို6တိုးလာကိုဘာမျိုးလဲကြာ6တိုးတာဒါသူတို့ပြောပြတာပေါ့နော်ကို6တိုးမယ်ကွေးဆန်လုပ်လို့မရတော့ဘူးညီလေးဒီမကွေးလို့မရတော့မရှိတော့ဘူးသူတို့ကဒီကတက်လာတဲ့အယူနဲ့ဒီကတက်လာတဲ့အယူပဲနှစ်ခုတိတ်ဆက်တာဟုတ်လားကျွန်တော်ဂုံချင်းကျိုးအကုန်လုံးကြည်မွားသွားတာကိုတိုက်ပြီးတော့အဲ့လိုတွေဆွတ်ထုတ်လိုက်တာအကုန်လုံးအဲ့ဂုံချင်းတို့နေရာမှာတခြားစတီးဂုံချင်းတို့ပါရတယ်ကိုအဲ့လိုရလားရတယ်ရရင်ပတ်သက်ပြီးကျွန်တော်ကိုတန်ကွင်းနေနဲ့ချိန်ပြီးတော့သိုးပြီးတော့ပတ်သက်ရတန်းတိုင်းဖြောသွားပေါ့သူဒီတိုင်းပဲလေကိုညီ3လကျော်ပြီဒီလိုမရဘူးလားအဲ့လိုမရတာအဲ့လိုမရတော့ကျွန်တော်နေတိုင်းငုတ်တုံနဲ့အဲ့ဒီပက်လက်ပဲအဲ့လိုပဲနေရတာ3လကျော်သွားပြီဟုတ်လားဟုတ်ကဲ့ရွှေရလေကိုဖြည့်ရွှေပြီးပဲသူသွားလို့ရတယ်ဟုတ်လားတကယ်လို့ပတ်သက်ရှင်ဂုံချင်းကွက်တွေပါထည့်မယ်ဆိုရင်ဟုတ်သူတို့ဘယ်လိုဂုံချင်းထည့်မလို့ကျွန်တော်လည်းနားမလဲပေါ့နော်သူတို့နဲ့ပဲတိုင်မရပါဒါပေမဲ့ကျွန်တော်ကအခုငွေကြီးအစဉ်ပြေလို့ပြန်ခွဲနိုင်မယ်ဆိုရင်ကျွန်တော်သူတို့စီမှာမခွဲတော့ဘူးသူတို့ခွဲစိမ့်မှုအားမရဘူးရိုးစိမ့်အောင်ပြီးမှကျွန်တော်တွတ်တက်ခွဲမယ်လို့တွတ်တက်ခွဲမှာနော်အဲ့ဒါသူကြောင့်တီးတန်လေးဒီ6တော့ရိုးနေပတ်အဲ့တော့ဆိုရင်ကိုဒါနားလို့ရပြီပေါ့အိမ်မှာပဲနားလို့ရပြီပေါ့လို့ဆိုတော့ဒီတိုင်းပဲနေပေါ့ဟုတ်လားဟုတ်ငွေသေးစစ်ပြီးမယ်ဆိုဘယ်လောက်ဆိုခွဲလို့ရမလဲအရိုးစိမ့်ရောကတော့ဟိုပါပေါ့လေဆုံးကတော့ကို20လောက်ပဲအဲ့ကျွန်တော်ကလည်းမသိဘူးလေမသိဘူးဆိုတာသူတို့ကဆရာဝန်ကြီးတွေပြန်ပြီးတိုင်မရမယ်ကျွန်တော်ဥစ္စာကိုဓာတ်မှန်ရိုက်မယ်လက်ရှိဒီဖြစ်နေတဲ့အထက်ကအယူရဟုတ်ဓာတ်မှန်ပြန်မှာဟိုအသားတက်မတက်နေတာသူတို့ကပြန်ကွဲမယ်ဆိုရင်ဒီဆက်နေတဲ့အယူကိုချိုးလိုက်မှာဟုတ်ပြီပြန်ချိုးပြီးတော့သူတို့ operation ပြန်လုပ်တယ်လုံးပါပေါ့နော်ဟုတ်တော့ပါတစ်ချိန်နဲ့ပြီးနေပြီးမယ်နှစ်ချိန်ဖြစ်နေဖြစ်နိုင်တယ်ခွဲစိတ်မှုကသူတို့အောင်မြင်နဲ့အောင်မြင်ပေါ့နော်ဟုတ်တယ်အောင်မြင်မှုကများတယ်ဒါပေမဲ့တစ်ချိန်သို့မဟုတ်နှစ်ချိန်ဟုတ်အများဆုံးနှစ်ချိန်တော့ခွဲစိတ်ရမှာခွဲစိတ်နော်ဟုတ်ကဲ့ဒါတော့ကျွန်တော်ကန်တရားပေါ့ဟုတ်ကောင်းပါနော်အဲ့တော့အကိုဟိုတော့ကျွန်တော်ပြောလိုက်လေဟုတ်ကဲ့လူရှင်လေးတွေလည်းတကယ်လို့ပြောတော့ဟုတ်ကဲ့ပါကိုဒီဘက်ရောက်နေတဲ့ဥအောင်တင်ဦးပြီးသားဆိုအလူငွေလေး15သိန်းလို့ပေးလိုက်နော်ဟုတ်ကဲ့ပါကိုဟုတ်ကဲ့15သိန်းပါဟုတ်ကဲ့ဟုတ်အခုတော့လည်းစန္ဒာလေးပြေသွားပါတော့ပထမ15သိန်းလောက်ရရင်အဆင်ပြေပြီဆိုဟုတ်ကဲ့ကိုဟုတ်ပြီဟုတ်ဆူတောင်းပါဦးအောင်တင်ဦးပြီးသားဆိုဥအောင်နေနေတကွကျွန်တော်အတွက်အကောင်းဆုံးလဲလုပ်ပြီးတော့ဘုံမင်းတို့ဖွဲ့ဦးတယ်ကျေးဇူးအများကြီးတင်ပါတယ်ဒီတော့ကလူနာတန်းနိုင်ကြပါစေဒီလိုဆိုဆိုင်နော်စင်တဲ့လူတွေပေါင်းကြပါစေစီးပွားရေးလာပဲတိုးတက်ကြပါစေဟုတ်ကဲ့နော်โอเคကျေးဇူးနော်ဟုတ်ညီလေးကုန်းဆက်လို့ဟုတ်လားကျွန်တော်စေးရုံအခုမှရောက်တာဟုတ်လားဟုတ်နေကုန်းကြာတာကိုကြီးဟုတ်လားယူဆ